ညီနေရတဲ့ main BN နဲ့ alpha ရေးတန်းစစ်က filter တွေအလွတ်လွတ်ပုံလေးကိုပြောပြပေးမယ်။နံပါတ်1ကတော့ PP filter လို့ခေါ်တယ်။သူကရေးတန်းဆက်တိုင်းမှာအသုံးပြုလို့ရတဲ့ filter ဖြစ်တယ်။အခြေခံအဆင့် filter ဖြစ်တဲ့အတွက်ကြောင့်ရေထဲမှာပါဝင်နေတဲ့ကျွန်တော်တို့တန်ကြီးတွေသဲတွေဖုံတွေနှုံးတွေအမှိုက်တွေကျွန်တော်တို့အကျန်းစားအညစ်အကြေးတွေအကုန်လုံးဖယ်ရှားပေးမဲ့ filter ဖြစ်ပါတယ်။သူကတော့ကျွန်တော်တို့ဘယ်လောက် size ကိုဖယ်ရှားမလဲဆိုရင်ကျွန်တော်တို့ micron 5 micron လောက်ကိုဖယ်ရှားပေးမယ်လို့ရေးပေးထားပါတယ်။ဒါကတော့ကျွန်တော်တို့ main BN နဲ့ filter ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့9000လောက်ရှိပါတယ်။ဒီလိုမျိုး filter တွေတရုတ်ပြည်လာလည်းရှိရဲတရုတ်ပြည်ကတော့2500 3000လောက်ပဲရှိပါတယ်။အဲ့ဒါတွေကိုလည်းထည့်ပြီးသုံးလို့ရပါတယ်ဒီဆက်မှာ။ဒီနံပါတ်1 PP filter ကိုဘယ်အချိန်မှာလဲတင်တယ်လဲဆိုရင်သူ့မှာရေးပေးထားတာကတော့3လကနေ6လအတွင်းသို့မဟုတ်ရေလီတာ1000ကျရင်လဲပါလို့ရေးပေးထားပါတယ်။သို့တော်ညာလည်းပဲမိမိရဲ့ရေအခြေအနေပေါ်ကြည့်ပြီးတော့ဒီ9000ဆိုလို့ရှိရင်တော့တစ်လတစ်ချိန်လောက်တောင်လဲတင်ပါတယ်ဗျာပို့ပြီးတော့တန့်ရှင်းတာပေါ့ဒုတိယ filter ကတော့ကျွန်တော်တို့ OCB filter လို့ခေါ်တယ်သူကတော့ရေတန့်ဆက်တွေမှာအသုံးပြုတဲ့ကာဗွန်အခြေခံတဲ့ filter တစ်မျိုးပေါ့ဗျာအထက်ရေထဲမှာပျော်ဝင်နေတဲ့ကျွန်တော်တို့ဓာတုဆိုင်ရာညဉ့်ညမ်းမှုတွေကိုဖယ်ရှားပေးမဲ့ filter ဖြစ်ပါတယ်ဥပမာကလိုရင်းတွေကျွန်တော်တို့နောက်တစ်ခုကအနံ့ပေါ့ဗျာအနံ့တွေဖယ်ပေးမယ်ပြီးသွားရင်အယောင်တွေကိုဖယ်ပေးမယ် organic ဓာတ်ပေါင်းစုများကိုလည်းစုပ်ယူဖယ်ရှားပေးပါတယ်သူ့ရဲ့အခုမြင်နေရတဲ့တန်ဖိုးကတော့ကျွန်တော်တို့13000ရှိပါတယ်သူကတော့6လကိုတစ်ချိန်လဲပါလို့သူကတော့ recommend ပေးထားတဲ့ရေဒီတာ1000ပေါ့ဒါပေမဲ့ကျွန်တော်ဒီဈေးနှုန်းအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့13000လောက်ကကျွန်တော်တို့3လတစ်ချိန်လောက်လဲရင်လည်းအဆင်ပြေပါတယ်ဗျာကိုယ့်ရဲ့ရေအခြေအနေပေါ်ကြည့်ပြီးတော့ပို့ပြီးတော့တန့်ရှင်းတာပေါ့ကဲအခုမြင်နေရတဲ့တတိယ filter ကတော့ကျွန်တော်တို့က CTO filter လို့ခေါ်တယ်သူကတော့အရှိရ filter 2မျိုးထက်ကိုစွမ်းဆောင်ရည်ပိုကောင်းတဲ့ filter ဖြစ်တယ်။သူကတော့အဆင့်မြင့်ကာဗွန် filter အမျိုးအစားတွေကတစ်ခုဖြစ်တဲ့အတွက်ကြောင့်သူကရေထဲမှာကလိုရီနဲ့တွေကိုလုံးဝကိုဖယ်ရှားပေးမယ်။နောက်ပြီးတော့လို့ရှိရင်သူ့ရဲ့အနောက်မှာရှိတဲ့ RO ကိုကလိုရီကြောင့်ပျက်စီးမှာကိုသူကကာကွယ်ပေးတဲ့ filter အမျိုးအစားတစ်ခုတွေဖြစ်ပါတယ်။ရေထဲမှာပါလာတဲ့အနံ့တွေအရသာတွေကိုပို့ပြီးကောင်းလာအောင်သူကအဆင့်မြင့်တင်ပေးမဲ့ filter အမျိုးအစားတစ်ခုဖြစ်ပါတယ်။ဈေးနှုန်းက14000လောက်ရှိပါတယ်။သူ့ကိုလည်း6လတစ်ချိန်မှလဲပါလို့သူက recommend ပေးထားပါတယ်သို့တော့ညာလည်းပဲမိမိရဲ့ရေအခြေအနေပေါ်ကြည့်ပြီးတော့3လလဲလဲရပါတယ်4လလဲလဲရပါတယ်ဈေးနှုန်းက14000ပါခင်ဗျာကဲလာပါပြီဒါကတော့ CRE filter ပါသူကအဆင့်အမြင့်ဆုံးစစ်ထုတ်နည်းပညာများနဲ့လှုပ်ဆောင်ထားသော RO membrane လို့ခေါ်ပါတယ်ဒီ filter ကတော့ကျွန်တော်တို့အနုစိတ်ညဉ့်ညမ်းမှုဖြစ်တဲ့ကျွန်တော်တို့အစိတ်တောက်တွေတတ်ထုဓာတ်တွေနောက်တစ်ခုကဘက်တီးရီးယားပိုးတွေ virus တွေလူကိုအနေနဲ့ဖြစ်စေမဲ့အရာတွေကို95% ထိဖယ်ရှားပေးနိုင်တဲ့ filter ဖြစ်ပါတယ်။သူ့ကိုတော့ကျွန်တော်တို့က2နှစ်လောက်မှတစ်ချိန်လဲသင့်ပါတယ်။သူ့ရဲ့တန်ဖိုးကတော့12000ပတ်ဝန်းကျင်လောက်မှရှိပါတယ်နော်။ကဲဒီနောက်ဆုံး filter လေးကတော့ကျွန်တော်တို့ post carbon filter လို့ခေါ်ပါတယ်။သူကတော့ကျွန်တော်တို့အရှိက RO ကနေပေးပို့တဲ့ရေသန့်တွေအကုန်လုံးကိုနောက်ဆုံး final စစ်ထုတ်တဲ့ filter ဖြစ်ပါတယ်။သူ့ရဲ့အဓိကလှုပ်ဆောင်ချက်ကတော့အရှိ RO ကပေးပို့တဲ့ရေသန့်တွေကိုကျွန်တော်တို့အရသာတွေပူကောင်းလာအောင်အနံ့တွေပူကောင်းလာအောင်ပြီးတော့ရင်လူတွေနဲ့လူအပ်တဲ့သဘာဝဓာတ်တွေကိုပုံမမြင့်တင်ပေးတဲ့ filter ဖြစ်ပါတယ်သူ့ကိုကျွန်တော်တို့ကတစ်နှစ်ကိုတစ်ချိန်ဒီ filter ကိုလဲပေးရမှာဖြစ်ပါတယ် filter ရဲ့တန်ဖိုးက14000သာရှိပါတယ်ယခုပြသွားတဲ့ filter လေးတွေကတော့ဒီ alpha မျိုးစားမှမဟုတ်ဘူးသူက multi site ဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရေတန့်ပစ္စည်းအပိုရောင်းတဲ့ဆိုင်တွေမှာလည်းသူ့ရဲ့ filter အခုလိုဒီဇိုင်းမျိုးတွေကိုအလွယ်တကူဝယ်ယူရရှိနိုင်ပါတယ်ကျွန်တော်ပြောသွားတဲ့နာမည်လေးတွေပြောပြီးဝယ်ရင်ပို့ပြီးအဆင်ပြေပါလိမ့်မယ် filter လေးတွေကိုတော့ရေသန့်ဆက်အသုံးဆွဲတဲ့လူကပုံမှန်လေးလဲသင့်ပါတယ်လို့ကျွန်တော်အကြံပြုပါတယ်ဒါမှကျွန်တော်တို့တန့်ရှင်းပြီးကျန်းမာရေးနဲ့ညီညွတ်တဲ့တောက်သုံးရည်ကိုရရှိမှာဖြစ်ပါတယ်ဗီဒီယိုလေးပြီးဆုံးအောင်ကြည့်ပြီးလို့အားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုနဲ့ပြန်ဆုံပါမယ်ခင်ဗျာ